စေတနာကိုမစော်ကားနဲ့တဲ့ကောင်းစဉ်ကလက်ပံပင်ဆောင်နတ်မင်းကြီးဖြစ်တယ် လူတွေကတခါတည်းမှာကိုကစေတနာထားပြီးလှုပ်ပြီးကြိုင်ပေးတာကိုပြောတယ်ယေရှုမတင်တဲ့အပြ အဲ့ဒီ စ် လက်ပံပင်ကြီး အပြစ်တောင်တင်တတ်ကြတော့ကိုတွေ့ရတယ် ကောင်ကလည်းအမြဲတမ်းလာပြီးတော့ ကိုကစေတနာလေးထားပြီး ဒီလက်ပံပင်မှာ ကိုပြီးရင်ပြီးလှုပ်ပြီးကြိုင်ပေးတာကို ဒီပုဒ္ဒရာရဲ့ သူ့မြန်ကြော်လီမလားထင် အဲ့ ပြီး ဒါတနေ့တော့အဲ့ဒီ အမြင်ဆောင်တာကိုခံရတဲ့သူတွေရှိတယ်နော် တခါတည်းဝိုင်းလေး တချို့နေရာတွေမှာဆိုရင် သွားအောင် ကိုကမိသားစုဝင်လို့စိတ်ထားမျိုးနဲ့ ကားကိုတုတ်သွား နေရာစုံမှာဝင်ပြီးလှုပ်ပြီးကြိုင်ပေးတယ် ဂလုံးလား အဲ့ဒီလိုလှုပ်ပေးတာကိုကျေးဇူးမတင်တဲ့အပြင် ဒုက္ခရောက်အောင် ဒီလူကနေရာတကာဆရာကြီးလှုပ်ချင်တာပဲဆိုပြီး ဟုတ်လား နောက်ွယ်ကနေအတင်းတုတ်တာခံရတဲ့ပုံကိုယ်တွေရှိတယ်နော် မပြန်နိုင်အောင် ဒါတွေကစေတနာကိုအယောင်ဆိုးလိုက်တာပဲ ခေါင်း ကို ကနေ ကလူတွေကိုအဖြူအောင်စေတနာပေးတာကို ဟုတ်လားအမိကနေ အမဲရောက်စေတနာဆိုးဖြစ်အောင်လုပ်လိုက်ကြတာပဲ အကုန်လုံးအောက်ဖြုတ်ကြ အမှန်ပဲနော် အဲ့ဒါနဲ့အဲ့ဒီ တချို့လူတွေဆိုရင် တော်တော်ကြီးတဲ့ငါ